ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ဖျားသခင်စကားပြောတဲ့အရာကတော့ဖျားနဲ့သွားလာပါကပ္ပဦးကျမ်းခန်းကြီး41အခန်းငယ်38မှ39ဖာရောမင်းကဖျားသခင်ဤဝိညာဉ်တော်ကိုရ၍ဤကဲ့သို့သောသူကိုအဘယ်မှရှာ၍တွေ့နိုင်မည်နည်းဟုကျွန်တော်မျိုးတို့အားမိန့်တော်မူ၏ယောသအားလည်းဖျားသခင်သည်ဤအမှုအရာလုံးစုံတို့ကိုတင့်အားပြတော်မူသည်ဖြစ်၍တင်ကဲ့သို့ဉာဏ်ပညာနှင့်ပြည့်စုံသောသူမရှိဒီကျမ်းပိုက်ကတော့ဖာရောမင်းကြီးကယောသကိုချီးကျူးတဲ့စကားပဲဖြစ်ပါတယ်ယောသဟာငယ်စဉ်ကတည်းကဒုက္ခဆင်းရဲခြင်းကိုအရွယ်နဲ့မလိုက်အောင်ခံခဲ့ရတဲ့သူပဲဖြစ်ပါတယ်။ဒါပေမဲ့ထူးခြားချက်ကတော့ဖခင်နဲ့အတူသွားလာခြင်းပဲဖြစ်ပါတယ်။သူခံရတဲ့ဆင်းရဲခြင်းတွေကသူ့ကိုဖခင်နဲ့မကွာစေနိုင်ပါဘူး။ဖခင်စီကဉာဏ်ပညာကိုအထူးခံရတဲ့သူဖြစ်ပြီးအေဂုတ်တုပညာရှိတွေအနက်မဖတ်နိုင်တဲ့ဖာရောမင်းရဲ့အိမ်မက်ကိုအနက်ဖတ်နိုင်တဲ့သူပဲဖြစ်ပါတယ်။နောက်ဆုံးမှာဖာရောမင်းကိုယ်တိုင်ကယောသဟာဖျားသခင်ရဲ့ဝိညာဉ်တော်ကိုရတဲ့သူဆိုပြီးချီးကျူးခဲ့ရပါတယ်။ဖျားနဲ့အတူသွားလာတဲ့ယောသစီမှာဖျားစီကကြီးမားတဲ့ဉာဏ်ပညာရတယ်ဆိုတာမလွဲဧကံပါပဲ။လောကမှာလည်းစကားပုံတွေရှိပါတယ်။မုတ်ဆိုနာနီမုတ်ဆိုတန်ငါနာနီတန်ငါဆိုတဲ့စကားလေးပါ။ကိုကလောကအတိုင်းဝိုင်းထဲမှာပဲပျော်ပါပြီးလောကအကျင့်စရိုက်တွေနဲ့ပဲပြည့်နေနေမယ်ဆိုရင်ဖျားဘုံထင်ရှားမှာမဟုတ်ပါဘူး။ဘလို့အခြေအနေမှာပဲရှိဖျားကိုရွေးချယ်ကြရအောင်။ယောသလိုပဲဖျားနဲ့အတူသွားလာခြင်းအပြင်လောကအလယ်တွင်ဖခင်ရဲ့ဘုန်းကိုထင်ရှားစေကြရအောင်လို့တိုက်တွန်းခွန်အားပေးပါတယ်။ရောက်စီတိုင်းကိုဖခင်သခင်ကောင်းချီးပေးပါစေ။